limit လောက်ပဲ limit ကတတ်မှတ်ထားတာဆရာကြီးတွေလည်းလာပြီးလုံနိုင်တာပေါ့မလုံပါဘူးဆရာတို့ဘယ်ဒီလောက်ဆိုတော့ဟုတ်ပေါ့ဟာလုံနိုင်တယ်လို့မလုပ်ဘူးစိတ်ကတတ်မှတ်တယ်လို့ပဲလုံတာဟုတ်တယ်လားမဟုတ်ဘူးလားဆရာလေးမနှောမရတဲ့အရာအလုံးကစိတ်ကြောင့်ပြီးနေတာအရာအလုံးကဘာကြောင့်ပြီးနေတာဟုတ်တယ်လားမဟုတ်ဘူးလားဒါပဲဆရာလေးပြပွားပြန်စိတ်ကြောင့်ပြောဘာကြောင့်ဖြစ်လဲဒီလောက်ဝှေ့ခြင်းနဲ့စိတ်လေးမပြောက်စီနဲ့ပျောက်သွားရင်စပင်းတွေပေါက်လာမှာရှုပ်ရှက်ခါလာမှာခုလိုတေးလိုက်ရှင်မှာမြန်လို့တဲ့စိတ်နော်စားပင်မှာမြန်လို့တဲ့စိတ်လေးမပြောက်စီနဲ့ကြားလားဒီနေ့အဲ့ဒါပြောချင်တာဟိုတက္ကကြီးတွေတက္ကမကြီးတွေလည်းပဲစိတ်ကောင်းလေးတွေနော်မပြောက်စီနဲ့ပြောပါတော့ဘဝမှာအရာအလုံးကဘာကြောင့်ပြီးနေတာဒီနေ့သီလဝတ္တိလင်္ကာရအသိကြီးဟာဖုံဖုံရဲ့စိတ်ကနေပေါ်ပေါက်လာတာပေါက်ဖွာလာတာသီလဝတ္တိလင်္ကာရအသိဖြစ်လာဖို့လွယ်မှတ်နေလားအခက်ခဲတွေအများကြီးဒါပေမဲ့အခက်ခဲတွေကိုဖုံဖုံကဘာနဲ့ရင်ဆိုင်လဲအပြုံးလေးနဲ့ရင်ဆိုင်တာပြောဘာနဲ့ရင်ဆိုင်ဒါပဲအခက်ခဲမှန်တယ်ပြောအပြုံးလေးနဲ့ကြော်လွှားတာအကောင်းဆုံးပါဟုတ်တယ်မဟုတ်လားဒါပဲခက်ခဲတယ်နော်လွယ်လင့်တကူဖြစ်လာတယ်မထင်နဲ့ဘာမှမလဲဘူးဆရာလေးတို့ကတော့လွယ်မှာပေါ့ဘုံကံကဝုန်းဆန်နေတာဟုတ်ဆရာကြီးဆရာလေးတို့တော့လွယ်တာပေါ့ဘုံကံကဝုန်းဆန်နေတယ်ဣဒရဆရာတော်ကြခက်တာပေါ့ဘုံကံကယုံကံနေရတယ်လေဘုံကံကဘာဖြစ်တာဟုတ်ဘုံဘုံရဲ့အမေဆရာကြီးတို့ဘယ်တော်ကြီးတို့ကြဘုံကံကဝုန်းဆန်ပါရမီတွေကအုံတွေကတောက်လာတဲ့ခါကျပါဇာလေးကနေလှုပ်လိုက်တဲ့ပြိုင်နဲ့အကုန်ဝုန်းဆန်နေတာပဲဘုန်းကြီးတို့ကတော့အဇက်ကလှုပ်လိုက်တဲ့ပြိုင်နဲ့လက်ကယုံကံဖို့ပြင်ထားပြီတော့ဒါတည်းသူကံနဲ့သူလာတာဒါလည်းအဟောစရာဒါတဘာဝတရားတွေကံတရားတွေရဲ့စမ်းကြယ်မှုဒါမှမဟုတ်ကြောင့်နောက်ဘဝတွေဆိုလို့ရှိရင်တော့ဘုံဘုံတို့ကဒီကံတွေထူထောင်ပြီးရင်အတိတ်နောက်တစ်ချိန်ပေါ့နော်နောက်တစ်ချိန်ဆိုရင်ဘုန်းကြီးတို့ကဘုံဆန်တဲ့ဘဝရောက်အခုကတော့ယုံကံဆဲအခုကတော့ဘာတော့ယုံကံဆဲအမှကြောင့်ဆရာကြီးဆရာလေးတွေကသိကံကောင်းတာ